စီချိုရောဂါဝေဒနာရှင်များအတွက်ခန္ဓာကိုယ်အတွက်လိုအပ်သောအာဟာရဓာတ်များပြည့်ဝစွာရရှိစေပြီးသွေးတွင်းသကြားဓာတ်ကိုထိရောက်စွာထိန်းချုပ်နိုင်ရန်တင့်လျော်သောအာဟာရအစီအစဉ်ကိုရွေးချယ်ခြင်းသည်အရေးကြီးဆုံးဦးစားပေးအချက်တစ်ခုဖြစ်ပါသည်မကြာသေးမီကမြန်မာနိုင်ငံမှာသိပ္ပံပညာရှင်များသည်နယူးဇီလန်နိုင်ငံမှပါဝင်ပစ္စည်းဖော်မြူလာနှင့်ထုတ်လုပ်မှုနည်းပညာများကိုထားလွယ်ပြောင်းရယူခဲ့ပြီးစီချိုရောဂါရှိသူများအတွက်အထူးထုတ်လုပ်ထားသောနှုံးမှုကိုဖန်တီးထုတ်လုပ်နိုင်ခဲ့ပါသည်ဒိုက်တီစီချိုယောဂဝေဒနာရှင်များအတွက်အကောင်းဆုံးအာဟာရထောက်ပံ့မှုဖြည့်ရှင်ချက်တစ်ခုဖြစ်ပါသည်နယူးဇီလန်နိုင်ငံရှိဆေးဝါးကုမ္ပဏီအုပ်စုမှနိုင်ငံတကာစံချိန်မီခေတ်မီပညာကိုအသုံးပြုထားပါသည်ခဏကိုအတွင်းရှိအင်ဇိုင်းများကိုအသုံးပြု၍ဇီဝဖြစ်စဉ်ပြောင်းလဲနိုင်စွမ်းကိုနှုတ်ဆော်ပေးကတဘာဝအင်ဆူလင်ထုတ်လုပ်နိုင်စွမ်းကိုမြင့်တင်ပေးပါသည်ထို့အပြင်ဆဲများကအင်ဆူလင်ပေါ်ပုံမှုထိရောက်စွာတုံ့ပြန်နိုင်စေရန်ကူညီပေးသွေးတွင်းကြတာကိုရှော့ချပေးကလုံခြုံသောအဆင့်တွေတည်ငြိမ်စေပါသည်ထို့အပြင် Diet Plus တွင်တစ်ကြားသည့်ပဲစိမ်းပဲပုတ်တို့ကဲ့သို့အဖို့တန်အာဟာရဓာတ်များပါဝင်သည့်အပြင်အထူးသဖြင့်စီးသီးနီတွင်ပါဝင်သော polyphenol ထုတ်ယူမှုလည်းပါဝင်ပြီးခဏကိုအတွက်လိုအပ်သောအခြေခံအာဟာရဓာတ်များနှင့်အကျိုးပြုဗီတာမင်များကိုပံ့ပိုးပေးကတမန်ထုတ်ကုန်များနှင့်နှိုင်းယှဉ်ပါကအစနဲ့ပုံပုံများပြားစွာပံ့ပိုးပေးပါသည်အာဟာရဓာတ်များပြည့်ဝပြီးတင့်လျော်သောအစားအသောက်ပုံစံကိုထိန်းသိမ်းခြင်းသည်သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ရတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်ပါသည်မြရသောအာဟာရဓာတ်များကိုပံ့ပိုးပေးရန်သူရိတနာပြုဖော်ထုတ်ထားပြီးတစ်ချိန်ဒီမှပင်သွေးတွင်းသကြားဓာတ်ကိုရှော့ချကလုံခြုံသောအဆင့်တွင်တည်ငြိမ်စေပြီးစီးချိုရောဂါဝေဒနာရှိများအတွက်နှလုံးသွေးကြောကျန်းမာရေးနှင့်ကောင်းမွန်စေပါသည်စီးချိုရောဂါအတွက်အထူးထုတ်လုပ်ထားသော plus နှုံးမှုသည်အာဟာရဓာတ်များဖြစ်ဆက်ပေးပြီးအစားအစာတစ်နက်အစားထိုးတောက်သုံးနိုင်ကခန္ဓာကိုယ်အတွက်လိုအပ်သောအာဟာရဓာတ်များနှင့်စွမ်းရည်များကိုပြည့်ဝစေပြီးကျန်းမာရေးကိုတိုးမြှင့်ပေးသည့်အပြင်သွေးတွင်းသကြားဓာတ်ကိုလည်းတည်ငြိမ်စေပါသည်နေ့စဉ် diabetes နှုံးမှုအသုံးဝင်ခွက်မှ၄ခွက်အထိတောက်သုံးခြင်းသည်စီးချိုရောဂါဝေဒနာရှင်များအတွက်ပုံမှုလွဲကူစေပြီးလုံခြုံစိတ်ချရသောအာဟာရဖြည့်ရှင်းချက်ကိုပေးစွမ်းသည့်အပြင်ကုန်ကျစရိတ်ကိုလည်းသက်သာစေပါသည်